ဆုံးခြင်းသာရရှိခဲ့ပြီဒါကိုမောင်းရင်တစ်ခုလို့မထင်ချင်မှာလမ်းဟောင်းလေးမနှလုံးသားတစ်ခုရဲ့တီးတို့မူတမ်းကြားနိုင်မလားအိမ်မတစ်ခုဟာပြီးဆုံးခဲ့ပြီလောင်ခဲ့ခြင်းပြဘဝကိုဆုံးသတ်မတော်ပါဆုံးနိုင်ခွင့်ရှိလဲဆုံးခြင်းနေပါရဲ့ဒီလမ်းလေးပေါ်မှာသာရရှိခဲ့ပြီဒါကိုမောင်းရင်တစ်ခုလို့မထင်ချင်မှာလမ်းဟောင်းလေးမနှလုံးသားတစ်ခုရဲ့တီးတို့မူတမ်းကြားနိုင်မလားအိမ်မတစ်ခုဟာပြီးဆုံးခဲ့ပြီလောင်ခဲ့ခြင်းပြဘဝကိုဆုံးသတ်မတော်ပါဆုံးနိုင်ခွင့်ရှိလဲဆုံးခြင်းနေပါရဲ့ဒီလမ်းလေးပေါ်မှာ